1 2 3 go ကျွန်တော်တို့ကဗျာဒီမီဖန်ဒေါနက်ကနေပြီးတော့ Xiaomi ဖုန်းရဲ့ firmware ကိုကျွန်တော်တို့က download ဆွဲလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး zip file လေးနဲ့ရလာမယ်ပေါ့နော်ဒီလို zip file လေးနဲ့ရလာမယ်ကျွန်တော်တို့ကဒီ zip file ကိုပြန်ပြီးတော့ firmware ရေးတဲ့အနေအထားမျိုးရအောင်ကျွန်တော်တို့ကပြန်ပြီးတော့ဖြီးချရမယ်ပေါ့နော်ဒီလို zip file လေးမျိုးဒီကွန်ပျူတာထဲမှာကျွန်တော်တို့ကတွေ့ရဖို့ကဒီ WinRAR ဆိုတဲ့ software လေးကိုကွန်ပျူတာထဲမှာ install လုပ်ထားဖို့လိုတယ်ပေါ့နော်ဒီ WinRAR ဆိုတဲ့ဒီကွန်ပျူတာ software လေးကိုကျွန်တော်တို့ရဲ့ကွန်ပျူတာထဲမှာ install လုပ်ထားမှဒီလိုမျိုးဒီ zip file တွေကိုကျွန်တော်တို့ကဒီလိုပုံစံလေးမြင်ရမှာပေါ့နော်တကယ်လို့ဒါဒီ WinRAR ဆိုတဲ့ software လေးကကျွန်တော်တို့ကွန်ပျူတာထဲမှာ install မလုပ်ထားဘူးဆိုရင်ဒီကျွန်တော်တို့ဒီလို zip file လေးတွေမမြင်အောင်ပေါ့နော်ဟို file တွေကစာရွက်ပုံစံမျိုးဖြူကြီးတွေဖြစ်နေမှာပေါ့နော်ကျွန်တော်တို့ကကွန်ပျူတာထဲမှာဒီလို WinRAR software လေးကိုကျွန်တော်ဒီ WinRAR software လေးကိုဖွင့်လိုက်မယ်ဗျာဖွင့်လိုက်မယ်ဆိုရင်ဒီမှာပေါ့နော်သူကကျွန်တော်ဒီမှာ run ကိုနှိပ်လိုက်မယ်ဆိုရင် install တင်ရမယ်ပေါ့နော်ဒီ WinRAR software လေးကို install တင်ထားမှာကျွန်တော်တို့ရဲ့ဒီ Xiaomi firmware ဖြစ်ဖြစ်တခြားဗျာ zip file တွေနဲ့လာတဲ့ zip file နဲ့လာတဲ့ file တွေကိုကျွန်တော်ကဒီပုံစံအတိုင်းမြင်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီ Xiaomi fan.net ကနေပြီးတော့ Xiaomi firmware ကိုကျွန်တော် download ဆွဲထားတယ်ပေါ့နော်ဒီလိုပုံစံလေးမြင်ရမယ်ဒီလိုပုံစံလေးကိုကျွန်တော်တို့ကပြန်ပြီးဖြီးချရမယ်ပေါ့ဗျာဖြီးချမှသူ့ရဲ့ firmware ကထွက်လာမှာပေါ့နော်ကျွန်တော်ဖြီးပြမယ်ဒါဆိုရင်ကျွန်တော်ဖြီးချလိုက်ပြီပေါ့နော်ဖြီးချလိုက်ပြီဆိုရင်ဒီမှာဒီလို file လေးထွက်လာပြီပေါ့နော်ချိန်ကပါကျွန်တော်ကဒီလို file လေးထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီ firmware တွေကိုဝင်ကြည့်လိုက်မယ်ပေါ့နော် firmware တွေကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒါဆိုရင်တော့ Xiaomi firmware တွေက file နေပေါ့နော် Xiaomi firmware တွေက file နေကျွန်တော်ဒီလိုတွေ့ရမယ်ဒီလိုတွေ့ရတဲ့အနေအထားမှာကျွန်တော်တို့ဒီ image file တွေကိုကျွန်တော်တို့ကဝင်ကြည့်လိုက်မယ်ပေါ့နော်ဒီထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ MT6068 လို့ဒီလိုတွေ့ရပြီဆိုရင်ဒီဖုန်းက MTK CPU ကိုသုံးထားတဲ့ဖုန်းဖြစ်တယ်ပေါ့နော် MTK CPU ကိုသုံးထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကောင် firmware ရေးမယ်ဆိုရင် MTK 2နဲ့ရေးရမယ်ပေါ့နော် MTK 2နဲ့2ဆိုတာဟိုမှာ SP Flat 2လို့မျိုး2နဲ့ရေးရမယ်ကျွန်တော်တို့က L2 သုံးမယ်ဆိုရင်တော့ MTK move ကနေသွားရေးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့က4G ပေါ့နော် Redmi Note 9ပေါ့ဒီဖုန်းอ่ะပေါ့နော် MTK CPU ကိုသုံးထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က MTK 2နဲ့ရေးရမယ်ပေါ့နော်ကျွန်တော်တို့ကဗျာ Xiaomi ဖုန်းမှာများသောအားဖြင့်လာတာက MTK CPU သုံးထားတဲ့ကောင်ရှိမယ် Qualcomm CPU သုံးထားတဲ့ကောင်ရှိမယ်ပြီးရင်အဓိကအများဆုံးကတော့ဒီနှစ်ခုပေါ့နော်လောဆယ်တော့ဒီနှစ်ခုကိုပဲကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်ဒီ CPU တွေခွဲတာကဘယ်လိုခွဲတာလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်ပုံလေးတွေရှိတယ်ဒီမှာ
ဥပမာပေါ့နော်ဒါဆိုရင်ဒီပုံဆိုရင်ဒါ MTK ပေါ့နော် MTK ဆိုတာဒီမှာ CPU က MediaTek လို့ရေးထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ MediaTek firmware ကဘယ် firmware လဲဆိုတော့စောစောကျွန်တော်တို့ဖြည့်ချလိုက်တဲ့ firmware က MediaTek ပေါ့နော်သူ့ရဲ့အတူကောက်ကတော့ MTK လို့ခေါ်တယ်ဒါဆိုရင်ဒီ MediaTek CPU သုံးထားတဲ့အတွက်ကြောင့်မလို့စောစောကကျွန်တော်တို့ဆွဲလိုက်တဲ့ firmware က MTK firmware ဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့က MTK 2နဲ့ဒီကောင်ကိုရေးရမယ်ပေါ့နော် firmware ရေးမယ်ဆိုရင်နောက်တစ်ခုကဒါဆိုရင်တော့ Qualcomm ပေါ့နော် Qualcomm CPU သုံးထားတဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုရေးမယ်ဆိုရင်ကျွန်တော်က Qualcomm ကနေပြီးတော့တွားရေးရမယ်ပေါ့နော် Qualcomm ရေးတဲ့2တွေရှိတယ်ဒါပေမဲ့ကျွန်တော် L2 သုံးမယ်ဆိုရင် Qualcomm တို့ MTK တို့ကဗျာ2တစ်ခုထဲမှာအကုန်လုံးရောပါတယ်ရောပါပြီမဲ့ကျွန်တော်တို့ကခွဲခြားတတ်ကြမယ်ဘယ်လိုမျိုးခွဲခြားတတ်ကြမလဲဆိုရင် Qualcomm သုံးထားတဲ့ Qualcomm CPU သုံးထားတဲ့ဖုန်းတွေဆိုကျွန်တော်တို့က Qualcomm ကတွားရေးရမယ် MTK သုံးထားတဲ့ firmware ဆိုရင် MTK ကတွားရေးရမယ်တွားပြီးတော့ရွေးရမယ်ပေါ့နော်ရေးရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုတွေမှာပြပြပေးမယ်ပေါ့နော်ဒါဆိုရင်အခုကျွန်တော်တို့ကအခုဒီ10 4G ပေါ့နော်10 4G က MTK firmware ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ MTK 2နဲ့ firmware ရေးမယ်ပေါ့နော်ရေးတဲ့နည်းကိုကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့တင်ပေးမယ်ဒီဗီဒီယိုကတော့နည်းနည်းရှည်လို့ပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပါအောင်ခင်ဗျ